ခင်မီတိုတက်မှုရဲ့ထိတ်ဆုံးကိုရောက်နေတဲ့တရုတ်နိုင်ငံရဲ့တောက်ပါလာတဲ့မိုးပြန်တိုက်ကြီးတွေရဲ့အောက်ခြေနောက်ကွယ်မှာလွန်ခဲ့တဲ့နှစ်ပေါင်း3000ကျော်ကမ္ဘာဦးခေတ်ကလေးကဒီနေ့အထိလှုပ်ဝက်စွာတည်ရှိနေစေဖြစ်တဲ့အမောင်ဆုံးဒလိဆိုတစ်ခုရှိပါတယ်။အဲ့ဒါကတော့မင်းဟွန်းလို့ခေါ်တဲ့လူသေးချင်းထိမ်းမြခြင်းပါပဲ။လူပြိုကြီးဘဝနဲ့တည်ဆုံးသွားတဲ့အမျိုးသားတယောက်ကတမန်လွန်ဘဝမှာအထီးမကျန်စေဖို့နဲ့မိသားစုအပေါ်ကျိန်စာမသိစေဖို့တည်ဆုံးပြီးသားအမျိုးသမီးတယောက်ရဲ့ရုပ်အလောင်းကိုငွေပေးဝယ်ပြီးတော့မင်္ဂလာဆောင်ပေးကတခြင်းနဲ့အတူမြုပ်နှံတဲ့ဒလိပဲဖြစ်ပါတယ်။အဝေးကကြည့်ရင်တော့တည်ခြင်းတရားကိုကြော်လွန်တဲ့ချစ်ချင်းတရားလိုနဲ့တကယ်တော့ဒီဒလိရဲ့နောက်ွယ်မှာအသက်ရှင်နေတဲ့မိန်းကလေးတွေကိုပါအရှင်လက်လက်လူတက်ပြီးရုပ်အလောင်းချင်းလဲလေရောင်းစားတဲ့တကယ်စိတ်တစဆန်တဲ့ရာဇဝတ်မှုအမောင်ချမ်းတွေပုံအောင်နေတာပါတရုတ်ရိုးရာယုံကြည်မှုအရာတည်ဆုံးသွားတဲ့သားဖြစ်သူအတွက်သူတို့သမီးရုပ်အလောင်းကိုရှာမပေးနိုင်ဘူးဆိုရင်ဒီအမျိုးသားရဲ့ဝိညာဉ်ကနေအိမ်စီပြန်လာပြီးမိသားစုဝင်တွေကိုကန်ဆူးမှုမောင်ကျစေတယ်လို့ယုံကြည်ကြပါတယ်ဒါကြောင့်သားသမီးအပေါ်တန်ရောစင်ကြီးလာတဲ့မိဘတွေကတည်ဆုံးပြီးကအစားအမျိုးသမီးရုပ်အလောင်းတွေကိုရဖို့အတွက်ငွေအမြောက်အများပေးဖို့ဝင်မလေးကြပါဘူးဒီလိုနဲ့ပဲတရုတ်ပြည်ရဲ့အမှောင်ကိုဈေးကွက်ထဲမှာရုပ်အလောင်းအယောင်အဝယ်ဆိုတာပေါ်ပေါက်လာခဲ့တာပါတည်ဆုံးပြီးကစားရုပ်ပြက်ဆင်းပြက်မဖြစ်သေးတဲ့အမျိုးသမီးရုပ်အလောင်းတစ်ခုရဲ့တန်ဖိုးဟာဆိုရင်တရုတ်ငွေယွမ်တန်းချီပြီးတော့မြန်မာငွေသိန်းပေါင်းတန်းချီအထိပေါက်ဈေးရှိပါတယ်ပို့ပြီးတောင်းလို့ဆရာကောင်းတာကဒီငွေကြေးတွေကိုမမောလွန်းလို့တင်ញိုင်းကူတွေကိုညဘက်လှည့်ဝက်တူးဖော်ပြီးတော့အမျိုးသမီးလောင်းတွေကိုခိုးယူရောင်းစားတယ်အလောင်းတကိုးကိုင်းတွေကဒီနေ့21ရာစုအထိတရုတ်ကျေးလက်ဒေသတွေမှာအမြင့်တွဲနေတာပါဒါပေမဲ့ဇလန်းရဲ့အဆိုးအဆုံးအမောင်ကျန်ကတော့တည်ဆုံးပြီးသားအလောင်းတွေကိုခိုးယူရောင်းချရုံနဲ့မကတော့ပါဘူးလွန်ခဲ့တဲ့နှစ်အနည်းငယ်ကတရုတ်နိုင်ငံရှန်ရှီနဲ့ဂန်စုပြည်နယ်တွေမှာတကမ္ဘာလုံးကိုတုံ့လှုပ်သွားစေတဲ့ဖြစ်ရမှန်ရာဇဝတ်မှုကြီးတွေပေါ်ပေါက်ခဲ့ပါတယ်။မောင်ကိုကိုင်းတွေကတည်ဆုံးပြီးသားအလောင်းကိုလိုက်ရှာရတာချက်အသက်ရှင်နေတဲ့လမ်းဘေးလေလွင့်အမျိုးသမီးတွေဒါမှမဟုတ်စိတ်ကျမ်းမာရေးမကောင်းတဲ့မိန်းကလေးတွေကိုပြန်ပြီးဆွဲပြီးတော့အရှင်လက်လက်ရရဆက်ဆက်တပ်ဖြတ်ခဲ့ကြတာပါ။ဘာကြောင့်လဲဆိုရင်တည်ဆုံးပြီးကစားလက်ဆက်တဲ့ရုပ်အလောင်းကဈေးကွက်ထဲမှာငွေကြေးပုံမရရှိနိုင်လို့ပါပဲ။အသက်ရှင်နေတဲ့လူသားတယောက်ရဲ့ဘဝဟာတည်ဆုံးသွားတဲ့လူပြိုကြီးတယောက်ရဲ့တမန်လွန်အဖို့အဖြစ်လုပ်ဖို့ကအသက်ရှင်လက်လက်သတိခံလိုက်ရခြင်းပဲဖြစ်ပါတယ်။ဒါဟာယဉ်ကျေးမှုဆိုတဲ့ခေါင်းစဉ်အောက်ကကမ္ဘာစိတ်တစအဆန်ဆုံးနဲ့သွေးစွန်းခဲ့တဲ့အမှန်တရားပါပဲ။တမန်လွန်မှာအဖို့ရဖို့ဆိုတဲ့ယုံကြည်မှုနောက်ွယ်မှာအသက်ရှင်နေတဲ့လူတွေကိုအရှင်လက်လက်တပ်ဖြတ်ပြီးတော့ရုပ်အလောင်းချင်းလဲလေရောင်းစားခဲ့တဲ့တရုတ်ပြည်ရဲ့အမောင်ချမ်းကတော့တကယ့်ကိုကြော်ချမ်းစရာပါပဲ။တင်ရောဒီနေ့ခေတ်အထိအလှဝက်တည်ရှိနေစေဖြစ်တဲ့ဒီသွေးစွန်းတဲ့ဒလိဆိုးကြီးအကြောင်းကိုဘယ်လိုမြင်လဲကောမန့်မှာရေးခဲ့ပါအောင်နော်ဒီလိုမျိုးကမ္ဘာဖြစ်ရမှန်အမောင်ချမ်းဇက်လန်းတွေကိုသိချင်နေဆိုရင်တော့ကျမတို့ရဲ့ဥအန်တာတိတ်မန့် channel ကို subscribe လုပ်ထားဖို့လည်းလုံးဝမမေ့ပါနဲ့နော်ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ပါမယ်ရှင်